မိုင်းထောင်ပေါင်းခီးချမ်းကိုတန်ဃာတော်များနဲ့အတူအောင်မြင်စွာအဆုံးသတ်နိုင်ခဲ့တဲ့ငြိမ်းချမ်းခီးတဲ့ခွေးလေးအာလောကမိုင်ပေါင်း1000ကျော်ရပ်ပေါင်း100ကျော်ကြာခဲ့တဲ့ဒီရဲ့ခီးချမ်းကဘာ transportation မှမပါဘဲနဲ့ငြိမ်းချမ်းဆိုတဲ့အတိတ်တန်တစ်ခုတည်းကိုရှေ့တန်းတင်ပြီးခြေပလာနဲ့လမ်းလျှောက်ဖို့ဆိုတာကတာမန်လူတစ်ယောက်အတွက်ကတော့ဆွဲလျှောခြင်းစရာကောင်းနေမှသိကြပါပြီ။ဒါပေမဲ့လေဒီလိုခက်ခဲကြမ်းတမ်းလာတဲ့ခီးချမ်းကိုဘယ်မလျှော့ဘဲနဲ့တန်ဃာတော်တွေနဲ့အတူခြေလေးချောင်းနဲ့အဆုံးသတ်နိုင်ခဲ့တဲ့တစ္ဆာရှင်တစ်ယောက်ကလည်းရှိနေပါပြီ။ဟုတ်ပါတယ်။သူကတော့ကဘာတဝမ်းကလူတွေရဲ့အချစ်တော်ငြိမ်းချမ်းခီးတဲ့ခွေးလေးအာလောကပဲဖြစ်ပါတယ်။ဒီခီးကတော့ပန်းကင်းလမ်းတော့လည်းဟုတ်မနေခဲ့ပါဘူး။အိန္ဒိယရဲ့ခက်ခဲတဲ့လမ်းမတွေကအာလောကရဲ့တစ္ဆာတရားကိုနီးမျိုးစုံနဲ့ဆန်တက်ခဲ့ကြပါတယ်။ဒါပေမဲ့လည်းအာလောကကတော့သူ့ရဲ့ခြေပွားတွေကဘလောက်ပဲပူလောင်နာကျင်နေခဲ့ပေမဲ့သူကတော့မတွန်းဆုံနေခဲ့တယ်လို့နောက်ဆုံးကားတိုက်ခံရတော့မှအရှုံးမပေးခဲ့ပေနဲ့ငြိမ်းချမ်းခီးကိုဆက်လျှောက်ခဲ့တာဖြစ်ပါတယ်။သူကတန်ဃာတော်ရဲ့ခြေလမ်းတွေရဲ့စီမှာသူ့ရဲ့ကကြမ္မာကိုအနံပြီးငြိမ်းချမ်းဆိုတဲ့တရားကိုသူ့ရဲ့လိုက်ပါခြင်းနဲ့တူတက်တည်ပြခဲ့တာပါ။သူကအခြားစီးကြီးတဲ့ခွေးမျိုးစိတ်တွေတဲကဆင်းသက်လာတဲ့သူမဟုတ်တယ်လို့ဘယ်ဒရိတ်ဆန်ကျွမ်းကျင်ဆရာတွေနဲ့ training ပေးထားတဲ့သူကလည်းဟုတ်နေခဲ့ပါဘူး။သူကလူများနဲ့ခံခဲ့ရတဲ့တာမန်လမ်းဘေးခွေးလေးတာဖြစ်ပါတယ်။ခရစ်ဆိုတာကဘလောက်ပဲရင်ပါနေပါစေ။ဒီဇိုင်းနဲ့တွေ့ရင်တော့နေများတော့ဟောင်းတက်ကြပါတယ်။ဒါပေမဲ့လည်းအာလောကကတော့ထူးခြားပါတယ်။သူနဲ့တွေ့တဲ့ဘယ်ဒီဇိုင်းနဲ့မဆိုသူကတက်ရောက်နေတတ်တာပါ။အာလောကရုပ်ကိုကြည့်မယ်ဆိုရင်တော့မုံတရားတွေကတစ်စက်လေးမှကိုမှမထင်ပေါ်နေတာဖြစ်ပါတယ်။ငြိမ်းချမ်းခီးတဲ့ဆိုတဲ့အတိုင်းပဲမေတ္တာတရားတွေအေးချမ်းမှုတွေနဲ့ပြည့်နေလို့နေကြတာပါ။ဘာသာစကားမတက်ပေမဲ့သူကတော့မေတ္တာတရားကိုအနက်ရှိုင်းဆုံးနားလေတဲ့သူပါ။မောင်အိုင်နေတဲ့ကြားကနေမီးလေးနန်းပြပြီးတန်ဃာတော်တွေကိုအားပေးခဲ့တဲ့အာလောကကဒီခီးစဉ်ရဲ့ဖုံးမဖြတ်နိုင်တဲ့အင်အားတစ်ခုဖြစ်ခဲ့ပါတယ်။အခုတော့ဒီရဲ့ခီးစဉ်ကဝါရှင်တန် DC မှာအောင်မြင်စွာအဆုံးသတ်နိုင်ခဲ့ပါပြီ။ American ပြည်တော်စုရဲ့နှလုံးသားစီကိုအာလောကရဲ့ခြေရာလေးတွေကရောက်ရှိလို့သွားခဲ့ပါပြီ။မိုင်ပေါင်း3000ကျော်ပင်မဲမှုတွေကဒီလိုငြိမ်းချမ်းတဲ့မြေပြင်ထက်မှာအောင်ပွဲဖြစ်ပြောင်းလဲသွားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။အခုတော့လည်းငြိမ်းချမ်းလမ်းလျှောက်ခီးစဉ်မှာတခြားလုံးတူပါဝင်ခဲ့တဲ့အာလောကကိုရဲတပ်ဖွဲ့ကနေအတိမတ်ပြုတဲ့အနေနဲ့ရဲတပ်စိတ်ဖင်နဲ့တရိတ်ဆန်ကာကွယ်စောင်းရှောက်ရေးရဲတပ်ဖွဲ့ရဲ့ရင်တို့တစိတ်လေးကိုလည်းချီးမြှင့်သွားခဲ့တာဖြစ်ပါတယ်။အာလောကကတော့တရိတ်ဆန်အကောင်ထပ်ပို့တဲ့ငြိမ်းချမ်းခီးတဲ့တရားဖြစ်သမိုင်းတွင်သွားခဲ့ပြီလည်းဖြစ်ပါတယ်ခင်ဗျာ။